Arsenal နဲ့ပွဲအတွက် Gary ရဲ့ show ဘက်လက်နက်ကဘယ်သူလဲ Manchester City ကိုတော့အိမ်ကွင်းမှာအနိုင်ယူခဲ့ပြီးအခုလာမယ့်တနင်္ဂနွေနေ့မှာတော့ Michael Carrick က Emirates မှာ Arsenal ရဲ့ခံစစ်ကိုဖောက်ဖို့ပြင်ဆင်နေပါတယ်ဒါပေမဲ့အဓိကမေကွန်ကတိုက်စစ်မှာဘယ်သူပွဲထွက်လာမလဲဆိုတာပါပဲပထမဆုံးပွဲမှာ Carrick က Brian Buemo ကို center forward ဖြစ်တုံးခဲ့ပြီးအလုတ်ဖြစ်ခဲ့တာအားလုံးအသိပါ Buemo ရဲ့လွတ်လပ်တဲ့လှုပ်ရှားမှုတွေက City ခံစစ်ကိုဒုက္ခပေးနိုင်ခဲ့ပေမဲ့ Arsenal ရဲ့ခိုင်မာတဲ့ခံစစ်ကြောက်တိုင်တွေကိုရောဒီနည်းလမ်းနဲ့ပဲထပ်ဖောက်မလားတစ်ဖက်မှာလည်းခြေစွမ်းပြနေတဲ့ Benjamin Sesko ရှိနေပါတယ်နောက်ဆုံးနှစ်ပွဲမှာ3ဂိုးသွင်းထားခဲ့တာပါ Carrick ကိုယ်တိုင်ကလည်း Sesko ရဲ့အဆုံးတပ်ပုံကိုအထူးသဘောကျနေတာဖြစ်ပါတယ်ခြေစွမ်းပြနေတဲ့ဂိုးသွင်းဆက်ကိုခုံတောင်းမှာထားဖို့ဆိုတာတော်တော်ခက်ပါလိမ့်မယ် United မှာရွေးချယ်စရာတွေတကယ်စုံနေပါပြီ Link up ကောင်းတဲ့ Zexi လား Impact player ဖြစ်တဲ့ Kunia လားဒါမှမဟုတ်နောက်ခံတဲ့နောက်ကိုအမြဲပြေးထွက်နေမဲ့ Sesko လား Carrick အတွက်တော့ဒါဟာအားသားချက်တစ်ခုဖြစ်နေမှာပါကဲပရိသတ်ကိုသာ Carrick နေရာမှာဆိုရင် Arsenal ရဲ့ပွဲမှာဘသူ့ကိုပွဲထုတ်မလဲ Buemo လား Sesko လားဒါမှမဟုတ်တခြားတစ်ယောက်လားကိုယ့်ရဲ့ရွေးချယ်မှုကို comment မှာချရေးခဲ့အောင်